မေးကြရတယ်နော်ပူးနေတာတဲ့စစ်လားတခါလေကြရင်မပူးပဲနဲ့ဟောနေတာရောနတ်အစစ်လားဒါမှမဟုတ်ရင်ပူးနေမှာနတ်လားမပူးပဲနဲ့ရနတ်မဟုတ်ဘူးလားမေးကြတယ်ဒီမေးခွန်းဖြေကိုကျွန်တော်သိသလောက်ဖြေပေးမယ်ပူးနေတုံနေမှနတ်မဟုတ်ဘူးပူးနေတုံနေမှပုဂ္ဂိုလ်မဟုတ်ဘူးမပူးပဲမတုံပဲနဲ့စိတ်မနှောအကြံကနေပြောတာတွေလည်းမှန်လေးရှိတယ်တခါလေကြာရင်လူတွေကအကြမ်းမြင်တတ်တဲ့တော်၎င်းတချို့ကြတော့နတ်ပူးနတ်တုံမှဟောရတဲ့ပညာတော်၎င်းတချို့ကြတော့ဗေဒင်ဝိဇ္ဇာပညာတော်၎င်းအမျိုးမျိုးရှိတဲ့အတွက်ယုံကြည်တဲ့လူတွေအပေါ်မှာမူတည်တယ်တချို့ကတုံနာလေးတွေဟောမှကြိုက်ကြတယ်တချို့ကအာယုံခံပြီးဟောမှကြိုက်ကြတယ်တချို့ကြတော့လေယောဂီဝတ်လေးနဲ့ပတိတွေကင်ပြီးမှသူတို့ဟောရင်ကြိုက်ကြတယ်တချို့ကြတော့လေတဘာဝအတိုင်းနေပြီးဟောတာကိုကြိုက်ကြတယ်တချို့ကြတော့လေပုဂ္ဂိုလ်တွေကိုခေါင်းပေါ်မှာထားပြီးတော့တယုတတိနဲ့နတ်မေနတ်ဟန်ရှိတဲ့အဲ့မျိုးလူတွေကိုလည်းယုံကြတယ်ဒီတော့မိမိရဲ့ယုံကြည်မှုပေါ်မှာမူတည်ပြီးတော့ပူးနေမှနတ်မဟုတ်ဘူးတုံနေမှနတ်မဟုတ်ဘူးဆိုသလိုမပူးလည်းမတုံလည်းနတ်ရှိတယ်ပုဂ္ဂိုလ်ရှိတယ်ဝိဇ္ဇာရှိတယ်ဒါမဲ့တဘာဝတရားကိုလွန်ဆန်ပြီးတော့ကံကံရဲ့ကျိုးကိုယုံကြည်ပါကံကောင်းခြင်းရင်ဂုဏ်တော်ပွားပါကံညံ့နေဂုဏ်တော်ပွားပါဒါလေးတော့မှားခြင်းတယ်ပူးနေတုံနေမှနတ်မဟုတ်ဘူးမတုံမပူးလဲနတ်ပဲအဲ့တော့မိမိရဲ့စိတ်တည်တာအဓိကပဲ